အမီးနဲ့အဖသမီးဟာလူပေါင်းလောကရဲ့ဆက်စုပ်ဖွယ်တွေကိုမြင်တွေ့နေရပါပြီ။သမီးကိုရဟန်းပြုခွင့်ပေးတော်မူကြပါ။မိဘများကစစ်သမီးတာဟာမဖြစ်နိုင်ပါဘူး။ Stay here with us, ရွယ်ရောက်ပြီးမှု where အိမ် you အောင်ပြရပါ belong. မယ်။ဘာကြောင့်မပြင်းမစင်ပဲနေရတာလဲ My love, ဒီနေ့ဟာပျော်စရာ I ကောင်း fear တဲ့ the နှက်ခတ် path ပွဲ we တစ်ခု are မဟုတ် on လား leads only to တထေး ruin. သမီးအပုတ်တွေ You နဲ့ must ပြည်နေတဲ့ listen ဒီ to ခန္ me ဓာကိုယ် before ကို it ပြု is ပြင် too နေရတာ late. ဘာအကျိုးရှိမှလဲလင်းယောက်ျားကမင်းဟာကိုခန္ဓာရဲ့အပြစ်ကိုဒီလောက်သိနေရင်ဘာလို့ယဟန်မပြူတာလဲတထေးသမီးကရှင်ခွင့်ပြုရင်အခုပဲယဟန်ပြုပါမယ်ယဟန်မငယ်ဤကိုဝင်ရင်လာသောအခါဒေဝဒတ်ကဆုံးဖြတ်ချက်ချသည်ဒေဝဒတ်ကငါ့ကိုလူတွေကဲ့ရဲ့ကြလိမ့်မယ်ဒီယဟန်မောက်ကိုအခုချက်ချင်းလူထွက်ခိုင်းလိုက်ကြယဟန်မငယ်သည်မြတ်စွာဘုရားရှိရာဇေတဝင်ကျောင်းသို့ရောက်ရှိလာသည်ဝိတာခကျောင်းအမယဟန်မငယ်တင်ဟာလူဘဝမှာရှိစဉ်ကတည်းကဒီကိုဝင်ကိုရခဲ့တာဖြစ်ကြောင်းကျွန်ုပ်စစ်ဆေးတွေ့ရှိရပါတယ်တင်ဟာတီလာစင်ကျဲသူ We ပါ seek the truth of ဒေ this ဝဒတ်ဟာ matter, ဉာဏ်ပညာနည်း enlightened ပါလုံးလို့ one. ကမာရကတ္တပမထေရ Let တာမီကိုပျက်စီး compassion စေခဲ့တ guide ယ် your judgment. ဗုဒ္ဓမြတ်စွာရဲ့ခံ Discipline ယူ your တာ mind, ပေးယူနာတော်တွေကြောင့်သာမေတော်နဲ့ and သားနှစ် peace ပါး will လုံး follow. ထောက်ပံ့ရခဲ့ကြတာဖြစ်တယ်။ယင်းအကြောင်းနှင့်ပတ်သက်၍ဗုဒ္ဓကဤအတိတ်ဆက်ကြောင်းကိုဆောင်ရွက်ဟောတော်မူသည်ဗာရာဏသီပြည်၌ယမဒတ်မင်းကြီးထီနန်းဆိုးဆန်စဉ်ဖျားလောင်းသည်တမင်မျိုး၌ဖြစ်သည်။အစင်းမှာရွှေအစင်းကဲ့သို့ရှိပြီးနိကြောဒတမင်ဟုအမည်တွင်သည်။အချွေရန်တမင်ပေါင်း900ရှိသည်။ထိုနိကြောဒတမင်မင်း၏အနားတွင်တမင်ပေါင်း900အချမ်းရန်ရှိသောတာခတမင်လဲနေသည်။သူသည်လည်းရွှေအစင်းရှိသည်ပင်ထိုအချိန်ကဗရာဏသီမင်းသည်တမင်သားကိုအလွန်ကြိုက်သဖြင့်ကျေးလက်လူထုကပါတမင်လိုက်ပေးကြရသည်ကျေးလက်သားများသည်နေ့စဉ်တမင်လိုက်ပေးကြရ၍လုပ်ငန်းများပျက်စီးကြသဖြင့်ညှို့ညင်ကြသည့်တနေ့တွင်သူတို့သည်စုဝေးညှိနှိုင်း၍တောထဲသို့ဝင်ကတမင်များကို6လက်မောင်းထုတ်ကြရာနိကြောဒတမင်မင်းအုပ်စုနှင့်တာကတမင်မင်းအုပ်စုတို့ခိုအောင်ရာတောကွက်ကို6လက်မိလျက်သားဖြစ်နေကြသည် To the ရင်းတို့ left. ကိုမင်းကြီးဥယျာဉ်တော်အရောက်မောင်းနေ Cut ယူလာ them ခဲ့ off ကြ at သည် the ridge. ထို့နောက်မင်းကြီးထံသို့သွားကြပြီးလျှင်အရှင်မင်းကြီးတမင်သားကိုအလိုရှိတော်မူပါကဥယျာဉ်တော်သို့ထွက်၍ဖမ်းယူတော်မူပါနိကြောဒတမင်အဆွေတာခတမင်ငါတို့အုပ်စုကတမင်တွေနေ့စဉ်အနာတရဖြစ်နေရတယ်ဒီတော့တနေ့တကောင်စီအလှည့်ကျစင်းတီတုံးပေါ်မှာအသေးခံကြစို့တာခတမင်ကောင်းပြီးအဆွေနိကြောဒငါသဘောတူပါတယ်မိမိအလှည့်ရောက်သောအခါကိုဝင်ရှိတမင်မသည်တာခတမင်ထံသွားသည်တမင်မငယ်ကအရှင် Cut ကျွန် them တော် off မှာ at ကို the ဝင်ရှိနေ ridge. ပါတယ်အခုအလှည့်ကိုကြော်ပေးပါတားဖွားပြီးရင်ကျမတို့သားအမိ2ယောက်လုံးအလှည့်ယူပါမယ်တာခတမင်ကမရဘူးငါအလှည့်မင်းအလှည့်ဆိုတာရှိပြီးသားမင်းလှည့်မင်းသွားရမှာပဲတမင်မငယ်သည်နီကြောဒတမင်ထံရောက်ရှိလာသည်နီကြောဒတမင်ကတမင်မငယ်မစိုးရိမ်ပါနဲ့တင့်ဆန္ဒပြေဝစေရမယ်တင့်ကိုစားကျွန်ုပ်ကိုယ်တိုင်အသေးခံပါမယ်စင်းဒီတုံးပေါ်တွင်နီကြောဒတမင်ကို My တွေ့သော eyes အခါ are မင်း open. ကြီးအံ့ဩသွားသည် By my ဗာ decree, ယာဏသီမင်းကတင့်ကို all ငါဘေးမဲ့ animals ပေး of ထားတာ this ပဲ kingdom are ဘာ now လို့ဒီနေရာကို protected. လာရတာလဲကိုဝင်ရှိတဲ့တမင်မငယ်တဦးကိုကယ်တင်ဖို့အတွက်ကျွန်ုပ်လာခဲ့တာပါတတဝါတဦးကိုကယ်ဖို့နောက်တဦးကိုအစားထိုးတာမလျှော်ကန်လို့ကျွန်ုပ်ကိုယ်တိုင်ပဲလာခဲ့တာပါဗာယာဏသီမင်းကမင်းရဲ့မြစ်တာနဲ့ဂယုဏဟာလူတွေထဲမှာတောင်ရှားမှရှားပါပဲတင့်ကိုရောကိုဝင်ရှင်တမင်မကိုရောငါဘေးမဲ့ပေးလိုက်ပြီး